ချစ်လောက်သောမြန်မာများခင်ဗျာဒီနေ့2026ခုနှစ်မတ်လ20ရက်နေ့ပါဗျာအခုကျွန်တော်မနေ့မိုးလင်းတာနဲ့ဗျာဒီမှာကိုကျော်စိုးဦးနော်စကားတွေကိုတလွဲပြောတယ်ဗျာနော်ကျွန်တော်ဖွေးလိုက်တာနဲ့ဗျာသူပြောတဲ့တင်ကြီးတက်လာတယ်ဗျာနော်ကျွန်တော်တို့မနေ့ကဟုတ်လားPDF လူငယ်လေးတွေတော့လားမန္တလေးလပခမှာပေါ့နော်ဒီအလင်းဝင်တဲ့တဲ့ PDF လူငယ်900ကျော်အဲ့ဒါကို तू ပြောသွားတယ်ဗျာ तू ပြောသွားတာ तू ကဘာပြောလဲဆိုတော့ဗျာတပ်မတော်ကဒီ PDF လူငယ်900ကျော်ရဲ့အသက်ကိုကယ်လိုက်တာတဲ့တပ်မတော်က PDF လူငယ်900ကျော်ရဲ့အသက်ကိုကယ်လိုက်တာတဲ့တလွဲတွေပြောတယ်ဗျာအဲ့ဒီကိုကျော်စိုးဦးတော့ခင်ဗျားလဲတော်တော်တလွဲပြောတဲ့လူဗျာခင်ဗျာတပ်မတော်က PDF လူငယ်900ကျော်ရဲ့အသက်ကိုကယ်လိုက်တယ်တဲ့အဲ့ဒါတလွဲဖြစ်နေတယ်ဗျာအမှန်တော့ဒီအလင်းဝင်လာတဲ့ PDF လူငယ်900ကျော်ကဟုတ်လားကျွန်တော်တို့နိုင်ငံသားတွေရဲ့အသက်ကိုကယ်လိုက်တာဗျနော်သူတို့ကဟုတ်လားအလင်းမဝင်လာရင်ကျွန်တော်တို့ဒါနိုင်ငံသားတွေဒါတေချေပြက်စီမှုတွေဆက်လက်ဖြစ်နေဦးမှာလေနော်ခင်ဗျားပြောတာတလွဲနော်ခင်ဗျားဟိုလားဖားရင်လည်းကြည့်ပြီးတော့လည်းဖားအောင်ခင်ဗျာနော်ကိုကျော်စိုးဦးနော်ခင်ဗျာတမတော်ကိုဖားရင်လည်းကြည့်ပြီးဖားအောင်ဘယ်နဲ့တမတော်က PDF လူငယ်900ကျော်အသက်ကိုကယ်တာမဟုတ်ဘူးဗျအဲ့ဒီအလင်းဝင်လာတဲ့ PDF လူငယ်900ကျော်ကကျွန်တော်တို့နိုင်ငံသားတွေရဲ့အသက်တွေကိုကယ်လိုက်တာနော်ဒါသူငိမ့်ညရေးလောက်တာငိမ့်ညရေးလောက်တယ်ဆိုတာလူတွေရဲ့အသက်ကိုကယ်တာပဲဗျနော်ကျွန်တော်ပြောချင်တာတိုင်းသားလက်နက်ကလူငယ်လေးတွေ PDF လူငယ်တွေနော်အကုန်လုံးပေါ့ဗျာနော်လူငယ်လူကြီးနော်အကုန်လုံးနော်တိုင်းသားလက်နက်ကင်တွေဟုတ်လား PDF တွေဟုတ်လားကျွန်တော်တို့ဒါဟုတ်လားငိမ့်ညရေးလှုပ်ခြင်းအားဖြင့်နော်ကျွန်တော်တို့နိုင်ငံသားတွေရဲ့အသက်ကိုကယ်တင်ကြပါဗျာဟုတ်ကဲ့ငြိမ်းချမ်းစွာတူနေကြမယ်မြန်မာပြည်ကြီးအများငြိမ်းချမ်းပါစေကျွန်တော်ငါမင်းဆွေပါဗျာအားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့ကမတ်လ19ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေရကလာပါခတိုင်းစစ်ဌာနချုပ်တွေကိုရောက်ရှိနေတာဖြစ်ပါတယ်ရောက်ရှိနေတဲ့အကြောင်းအရင်းဒီကနေ့မနက်ပိုင်းမှာဒီလာပါခ area အတွင်းမှာရှိတဲ့ PDF ညီငယ်ညီမငယ်အားလုံးလူကြီးက906ယောက်ကြား453မားက53ဒါအလင်းဝင်ရောက်လာတဲ့ PDF ညီငယ်ညီမငယ်တွေပေါ့ဗျာအားလုံး900ကျော်ပေါ့အဲ့ဒီ PDF ညီငယ်ညီမငယ်တွေကိုဒီတပ်မတော်ကနေပြီးတော့သူတို့ရဲ့မိဘတွေထံကိုပြန်ပြီးတော့အနံ့မဲ့အခမ်းအနားဖြစ်ပါတယ်ဒီမှာကျွန်တော်နောက်မှာဆိုရင်ဒါအလင်းဝင်လာတဲ့ဒါ PDF အဖွဲ့ဝင်တွေဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အရွယ်ဆုံးတွေ့ရတယ်အချို့ကတော့ကျွန်တော်တို့10ကျော်တက်တွေပါအချို့ကတော့20ကျော်တက်တွေပါကျွန်တော်တို့အများဆုံးတွေ့ရတဲ့လူငယ်တွေကအသက်က10ကျော်တက်ကနေပြီးတော့ကျွန်တော်တို့20ကျော်အရွယ်တွေပါဒါကျွန်တော်တွေ့နေရတဲ့အခြေအနေပါအဲ့တော့ဒီတပ်မတော်ကဒီမှာရှိတဲ့လူဦးရေရဲ့ကျွန်တော်တို့ PDF ညီငယ်ညီမငယ်တွေအသက်ပေါင်း900ကျော်ကိုကျွန်တော်တို့ကယ်တင်လိုက်တာပါကယ်တင်လိုက်တဲ့နေ့ပါတပ်မတော်ကဒီလိုမျိုးကျွန်တော်တို့အလင်းဝင်ရောက်မှုကိုမကြိုဆိုဘူးလက်မခံဘူးဆိုရင်ဒီမှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေကဒါကျွန်တော်တို့အသက်ရှိတဲ့မှာတနက်ကင်ပြီးတော့အကြမ်းဖက်အုပ်စုတွေခိုင်းတယ်တမခံနေရမှာပဲလက်ရှိဒါ PDF ညီငယ်ညီမငယ်တွေကသူတို့ယူဆောင်လာတဲ့လက်နက်အားလုံးကကျွန်တော်တို့ရာကျော်ရှိတယ် rifle ပါမယ်ကျွန်တော်တို့အခြားသောဆက်လက်နက်တွေပါမယ်ကြီးတွေပါမယ်ခဲတွေပါမယ်ဘုံသီးတွေပါမယ်ဒီမှာကျွန်တော်တို့ဒါကျွန်တော်တို့နောက်မှာမိသားစုတွေဒါပျော်နေကြတာပါတပ်မတော်ကဒီလိုမျိုးကျွန်တော်တို့အလင်းဝင်ရောက်မှုကိုလက်မခံဘူးဆိုရင်ဒီမိသားစုတွေဘယ်တော့မှစုံစည်းနိုင်မှာမဟုတ်ပါဘူးပေခွဲရမယ်ရှင်ခွဲရမယ်ဒီမှာကျွန်တော်ပျော်နေကြတာပါဒါတို့အရန်ပျော်နေကြပြီသူအိမ်ပြန်ရတော့မယ်လူတိုင်းအိမ်ပြန်ရင်ရတယ်ခင်ဗျာနိုင်ငံသားမှာပဲရောက်စီပဲပြည်တယ်ခင်ဗျာကြိုက်တဲ့ဘဝမှာကြိုက်သူပဲနေဘယ်လိုပဲဖြစ်ကိုယ်စာတီကိုတော့ပြန်ကြတာပဲအခုတို့မှပြန်ဆောင်ကြတော့မယ်ဒီမှာသူမိသားစုတွေဓာတ်ပုံတွေရိုက်ကြတယ်မှာပျော်နေကြပြီဒါဟိုနောက်မှာခင်ဗျားတို့မြင်တဲ့အတိုင်းပဲဒါကျွန်တော်တို့အလင်းဝင်တဲ့ကျွန်တော်တို့ပြည်တဲ့ညီငယ်ညီမငယ်ဖြစ်ပါတယ်အချို့သောဒီနေရာမှာကျွန်တော်တို့ချစ်ဖို့ကောင်းတာတစ်ခုရှိပါတယ်ဒီအဲ့မှာရှိတဲ့ဒီပြည်တဲ့ညီငယ်ညီမငယ်တွေကသူတို့ပဲအလင်းဝင်အောင်ဖို့စူးစမ်းခဲ့တာမဟုတ်ပါဘူးသူတို့နဲ့အတူတူရှိခဲ့တဲ့ဒဏ်ရာရလာတဲ့ PDF အဖွဲ့ဝင်အချို့ပေါ့ဗျာခြေပြတ်တို့ဘာလို့ခြေထောက်ပြတ်တဲ့သူတွေပေါ့အဲ့ဒီဟာတွေပါသူတို့ရအောင်ဆွဲထုတ်ပြီးတော့တမ်းလို့တဲ့အလင်းဝင်တာတွေ့ရပါတယ်ဒါသူတို့ရဲ့စိတ်ကတော်တော်လေးချစ်ဖို့ကောင်းတဲ့အခြေအနေပါဒီမှာကျွန်တော်တို့ကြည့်လိုက်ပါဗျာခင်ဗျားဘယ်လောက်တာရမလဲဘယ်လောက်ဒီခင်ဗျားချစ်ဖို့ကောင်းမလဲခင်ဗျားတက်မလို့သာခင်ဗျားပြန်ပြီးတော့အလင်းဝင်ရမှုကိုလက်မခံဘူးဆိုရင်သူတို့ပို့ရတယ်ခင်ဗျားပြီးသွားလိမ့်မယ်ဒါတက်မလို့ကခင်ဗျားဒါကဲတင်လိုက်တာဒါကြောင့်ကျွန်တော်အနေနဲ့ရမှာရှိတဲ့ပြည်တဲ့ညီငယ်ညီမငယ်အနေနဲ့ကိုရောက်ရှိတဲ့နေရာကကိုယ့်ရဲ့တကယ်ပဲ NUG အုပ်စုတွေကပေးထားတဲ့မတ်လုံးတိုင်းတကယ်ပဲအိမ်ပြန်နိုင်မှာလားသူတို့ပြောတဲ့ခစ်စနစ်ကိုတကယ်ပဲအကောင့်ထဲပေါ်နိုင်မှာလားခင်ဗျားတို့စဉ်းစားကြည့်ပါခင်ဗျားပြီးခဲ့တဲ့2021ကအဆုံးသတ်တို့2022ကအဆုံးသတ်တို့2023 2024 2020အဆုံးသတ်ပဲခင်ဗျားတို့မလုံးတွေပြေးခဲ့တာပါနောက်ထက်က
သူတို့ရဲ့မလုံးပေးမှုတွေကဘယ်လောက်ထိအကောင့်တွေဖွင့်နိုင်လဲနောက်တဲ့အခြေအနေတစ်ခုပါတကယ်ပဲသူတို့ဝင်ရောက်လာတဲ့အခါမှာခင်ဗျားတို့ရဲ့ဒေတာတိုးတက်သွားသလားပျက်စီးသွားသလားအကောင့်တိုင်းကြံရခင်ဗျားစဉ်းစားကြည့်လက်ရှိဆိုရင်ခင်ဗျားဒီဘက်ကကျွန်တော်တို့ပသိမ်ကြီးနဲ့မရေယာအဆက်အဲ့ဒီကနေကျွန်တော်တို့မရေယာဟိုဘက်စင်ကူတပိတ်ချင်းအဲ့ဒီတကြောမှာရှိတဲ့ဒေတာမှာရှိတဲ့ပြည်သူတွေနေနေကြည့်လိုက်အကုန်လုံးကိုစုပ်ပြတ်တက်သွားတာပဲလူတွေရဲ့အစာအုပ်တွေတော့စုပ်ပြတ်တက်တာမဟုတ်လူတွေရဲ့ဘဝတွေပါစုပ်ပြတ်တက်သွားတာဘဝတွေပါစုပ်ပြတ်သွားတာကျွန်တော်တို့ဒီ area မှာပြန်လဲထူထောင်မှုအတွက်တပ်ပတော်ရဲ့အားလို့တယ်ပြီးရင်ကျွန်တော်လူငယ်တွေအားလို့တယ်ကျွန်တော်တို့အားနေဒီဆောက်ကြမှာဖြစ်ပါတယ်အဲ့တော့တပ်ပတော်ကတော့လက်ရှိကျွန်တော်တို့ NUG အောက်မှာရှိနေတဲ့ပြည်ရဲ့ညီငယ်ညီမငယ်အနေနဲ့တပ်ပတော်တော့ခင်ဗျားတို့ခြံပေးတတ်တာရှင်းရှင်းလေးစက်တိုင်းပဲပြည်ရဲ့ရှင်စက်တိုင်းပဲဟုတ်ပြီစက်မတိုက်ဘူးတပ်ပတော်တဲ့အလင်းဝင်ဆိုတော့တပ်ပတော်ကကျွန်တော်တို့အစင်းနဲ့ကြိုးတူပြီးသားပဲအဲ့တော့ကိုကြိုက်တဲ့လမ်းအောင်ကိုရွေးပါဒီမှာရှိတဲ့ဒါ PDF တွေက PDF ညီငယ်ညီမငယ်တွေကဒါသူတို့ရဲ့ဂုံသိက္ခာရှိအသက်ရှင်ရည်တည်ဖို့အတွက်သူတို့ရဲ့ရွေးချယ်လိုက်တာပါလူတိုင်းမှာကိုယ့်ရဲ့လက်ရုံးရည်နှလုံးရည်ကကိုတိုင်းပြည်တွေအသုံးချမှာလားတိုင်းပြည်ဖြည့်ဆည်းဖို့အသုံးချမှာလားရွေးစရာဒါပဲရှိပါတယ်ဒီမှာရှိတဲ့ကျွန်တော်တို့ဒါညီငယ်ညီမငယ်တွေကတော့သူတို့ပထမတော့NUG အုပ်စုတွေပြောသမျှတော့သူတို့ရွေးခဲ့တယ်ပေါ့လက်ရှိတော့ကျွန်တော်တို့ဒါတိုင်းပြည်တိဆောက်ရေးထဲမှာသူတို့အချိန်တစ်ခုကြာရင်တော့ဒါတစ်ဖက်တစ်လမ်းပြပါမယ်လို့ကျွန်တော်တို့ကယုံကြည်တယ်NUG အုပ်စုတွေကသူတို့ထိန်းချုပ် area တွေမှာရှိတဲ့လူငယ်တွေကိုဥပမာကျွန်တော်အသက်ကကျွန်တော်တို့ဒီတနက်ကိုင်းနိုင်ရောဗျာခင်ဗျားတို့15နှစ်ကနေ16နှစ်အဲ့ဒီအရွယ်အစားလူတွေစကောက်တယ်မဝင်မနေရစကောက်တာတချို့ကတော့ကျွန်တော်တို့ဒီ NUG အုပ်စုတွေဟောမှုပြောမှုသူတို့တကယ်ယုံကြည်လို့ဝင်သွားတာရှိတယ်အချို့ကတော့သူတို့မှမဝင်ဘူးဆိုရင်သူတို့မိဘတွေကိုတတ်မယ်သူတို့ကိုတတ်မယ်အမျိုးမျိုးနဲ့ဖမ်းဆီးနှိပ်စက်မယ်ဒါအောင်ကြောက်လို့ဝင်သွားတာလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေနဲ့အလင်းဝင်မယ်ဆိုရင်လည်းပဲနီးစပ်ရတက်မတော်ကျွန်တော်စကန်တွေကိုချိတ်ဆက်ပါလုံညိုးတပ်ဖွဲ့ဝင်တွေချိတ်ဆက်ပြီးအလင်းဝင်မှာဒါမှမဟုတ်ဘူးငါတို့နိုင်အောင်နိုင်ရမယ်ငါတို့ဆက်တိုင်မယ်ငါတို့လက်နက်မချအောင်ဆိုလဲကြိုက်တာရွေးပါအားလုံးကျေးဇူးတင်ပါခင်ဗျ